ခဲ grammar စီးမင်တွေကိုစာအုပ်ကြီးအတိုင်းလေ့လာရတာနည်းနည်းတော့ပြင်းစရာကောင်းနေမလားဒီတော့လေရင်ခွန်စရာကောင်းတဲ့အချစ်ဇလန်းလေးတစ်ပုဒ်နဲ့တွဲပြီးခံစားကြည့်ကြရအောင် AI ရှာကန်တွေတင်ဆက်ပေးမဲ့ဒီဇလန်းလေးထဲမှာ present continuous tense ရဲ့အသုံးတွေကိုဘလို့ထည့်သွင်းအသုံးပြုထားလဲဆိုတာကိုတစ်ချက်ချင်းစီလေ့လာသွားကြမယ် ကျွန်တော်တို့ရဲ့ဇလန်ကရန်ကုန်မြို့ကနီးအောင်ကြီးနုနုလေးတွေဖျားကြနေတဲ့တိတ်ဆိတ်ငင်တက်တဲ့စားကြီးတိုက်လေးတစ်ခုမှအစာဖြူပါတယ်။မြင်အောင်ကြည့်လိုက်ပါ။အဲ့ဒီနေရာအဲ့ဒီငွေတလီချင်မှာပဲကျွန်တော်တို့စက်ကောင်းနေရတဲ့နှလောင်သားကြီးနီးစက်မဲ့ခီးလန်းတစ်ခုစတင်တော့မှာပါ။ကဲသူတို့နှစ်ယောက်တယောက်နဲ့တယောက်ပထမဆုံးကကြွရင်တတိထားမိလိုက်တဲ့အဲ့ဒီတခဏတာလေးကိုအနီးကချဲကြည့်လိုက်ကြရအောင်။အဲ့ဒီလိုတရန်ကတွင်းကအဖြစ်ပလက်ကိုတတ်တာကဘယ်လိုမျိုးဖမ်းယူထားတယ်လဲဆိုတာကြည့်လိုက်ကြစို့။ကောင်လေးရဲ့ရှုထောင့်ကနေကြည့်မယ်ဆိုရင်လေအချင်းဒီအားလုံးရက်တန့်သွားတယ်လို့ပါပဲ။သူမြောင်ဝင်းဒီကသူမစီမှာအဲ့လိုမျက်လုံးချင်းစုံမိတဲ့တိကျတဲ့အခိုက်ကလေးမှာအတွေ့တစ်ခုကသူခေါင်းနဲ့ဖြတ်ပြေးသွားတယ်။တတိထားကြည့်ပါ။ဒီဖြစ်ပြဟာအခုချက်ချင်းဖြစ်ပြနေငယ်ဆိုတာကိုတတ်တာကဘလို့အလေးပေးထားလဲဆိုတာကိုပေါ့ ဟမ်ဘီတစ်ဖက်မှာတော့ဘလို့ထင်နေမလဲသူ့ရဲ့အမူအရာကိုမြင်လိုက်ရတဲ့မင်္ဂလိရဲ့စိတ်ထဲမှာလည်းအတွေးလေးတစ်ခုဖြစ်ပေါ်လာတာပေါ့ဒီနေရာက grammar တုံးကလည်းအတွေးဖြစ်ပေါ်နေတဲ့အချိန်နဲ့တပြိုင်နက်တည်းမှာပဲဖြစ်ပြနေတဲ့အပြုမှုတစ်ခုကိုထပ်ပြီးဖန်ယူပြထားတာကိုတွေ့ရမှာပါ စဉ်းစားကြည့်လေစာကြည့်တိုက်ဆိုတာတိတ်ဆိတ်နေတဲ့နေတာမျိုးကြနေအကယ်၍တယောက်ယောက်ကစူညာအောင်လုပ်နေရင်ကျွန်တော်တို့ဇက်ကောင်တယောက်ယောက်ကစိတ်ထဲကနေကျေးဇူးပြီးပြီးအတမကျေပါနဲ့အလုံးလုံးဖို့ကြိုးစားနေတာလို့တွေးမိနိုင်တယ်လေဒါက present continuous ကိုလက်ရှိဖြစ်ပြနေတဲ့အခြေအနေတွေတော့တုံးတဲ့နောက်ထပ်ဥပမာတစ်ခုပါပဲ အဲ့တော့ရှင်းသွားပြီထင်ပါပဲ present continuous ရဲ့အဓိကအသုံးကဟုတ်တယ်စကားပြောနေတဲ့အချိန်အခုဒီလားစမှာဖြစ်ပြနေပြီးတဲ့ကိစ္စတွေအတွက်သုံးတာပေါ့သူရဲ့ formula လေးကလည်းရွှေ့ရှိပါတယ် am is တမမော are အဲ့ဒါဒီနောက်မှာ verb ကို ing ပုံစံနဲ့တွဲလိုက်ယူမှာပဲ သူတို့နှစ်ယောက်ရဲ့ယဉ်နီးမှုကမျက်လုံးတစ်ချက်စုံတာထက်ပိုလာတဲ့အခါမှာတော့တက်တာအတုံးနှုံးကလည်းပိုချေပြင်းလာတာပေါ့ဇလန်းမှာပါဆက်ဖြူမလဲပြီးတော့ကာလရှည်ကြတဲ့လှုပ်ဆောင်ထက်တွေကိုဘယ်လိုပြောမလဲဆိုတာကိုဆက်ပြီးချိလိုက်ကြအောင်သူတို့နှစ်ယောက်ရဲ့စကားဝိုင်းလေးစတင်ပါပြီဒီဝါချက်ကိုကြည့်လိုက်ရင်ကောင်းလေးဟာဂျပန်စာကိုအခုချက်ချင်းလေ့လာနေတာမဟုတ်ပေမဲ့ဒီကာလတစ်ချောင်းလုံးမှာလှုပ်ဆောင်နေလေကာလရှည် project တစ်ခုအကြောင်းပြောပြနေတာကိုတွေ့ရမှာပါမင်းကလေးကလည်းသူ့တငယ်ချင်းတဲ့ကြောင့်ပြန်ပြောပြပါတယ်အိမ်ဆောက်တယ်ဆိုတာကလည်းပြောနေတဲ့အချိန်မှာဖြစ်နေတာမဟုတ်ပဲလာပေါင်းများစွာကြာနိုင်တဲ့လုပ်ငန်းစဉ်တစ်ခုကိုရည်ညွှန်းနေတာဖြစ်ပါတယ်ဒီ slide ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် present continuous ရဲ့အသုံးနှမျိုးကိုရှင်းပြပြထားတာပါတစ်ဖက်မှာ Messi တမိတ်အတွင်းဖြစ်သွားရဲ့လှုပ်ဆောင်ချက်နောက်တစ်ဖက်မှာကြတော့အချိန်ကာလတစ်ခုအတွင်းမှာဖြစ်ပျက်နေတဲ့လှုပ်ဆောင်ချက်နှမျိုးစလုံးအတွက် present continuous ကိုပဲသုံးထားတာကိုတတိထားမိကြမှာပါဟုတ်ကဲ့ဒီရဲ့သုံးကဒီနေ့ဒီအဖာဒီနေ့ဆိုတာတွေလို့လက်ရှိအချိန်ကာလအပိုင်းအခြားတွေကိုရည်ညွှန်းတဲ့အခါမှာလည်းအတူတူပါပဲ။ company ရဲ့အခြေအနေကတစ်နှစ်လုံးဖြစ်ပျက်နေတဲ့အခြေအနေတစ်ခုကိုဖော်ပြနေတာပါ။ဇလိုင်းရဲ့နောက်တစ်ခန်းကိုရောက်လာပါပြီ။ဒီမှာတော့သူတို့ရဲ့ခန်းစားချက်တွေစတင်ပြောင်းလဲလာပုံကိုပြောင်းလဲခြင်းနဲ့ဆိုင်တဲ့သက်တာစီမင်းနဲ့အတူချိတ်ဆက်ပြီးတင်ဆက်သွားပါမယ်။ သူတို့နှစ်ယောက်အတူတူအချင်းတွေကုံဆုံးလာတဲ့အခါမှာအရာရာဟာတဖြည်းဖြည်းပြောင်းလဲလာပါတယ်။ကောင်းလေးကပိုပြီးယုံကြည်မှုရှိလာသလိုခံစားရတယ်။ဒီတိုးတက်ပြောင်းလဲလာမှုကတတ်တာတော့မှလည်းထင်ဟပ်နေပါတယ်။သူကအင်္ဂလိပ်စာကိုလေ့လာနေုံပချမကတော့ဘူး။သူ့ရဲ့အရေးချင်းကတိုးတက်နေပြီဖြစ်ပါတယ်။မြင်ရောင်ကြည့်ပါ။သူတို့တွေအင်္ဂလိပ်ကန်ဘေးမှာစကားတွေပြောရင်အချင်းကုန်မှမသိဖြစ်နေတော့ကောင်းကင်ကိုမောချမိချိန်မှာတယောက်ကနောက်ကျနေသည်လို့ပြောလိုက်နိုင်ပါတယ်။ဒီရိုးရှင်းတဲ့စကားလေးကတဖြည်းဖြည်းပြောင်းလဲနေတဲ့အခြေအနေတစ်ခုကိုဖော်ပြဖို့ present continuous ကိုသုံးထားတဲ့အကောင့်ဆုံးဥပမာတစ်ခုပါပဲ။စဉ်းစားကြည့်လေ။ကျွန်တော်တို့ဇက်ကောင်နှစ်ယောက်ရဲ့ယဉ်နီးမှုကပိုခိုင်မဲလာနေတဲ့ getting stronger သူတို့ရဲ့ခံစားချက်တွေကပြောင်းလဲနေတဲ့ changing တယောက်အကြောင်းတစ်ယောက်ထိလာမှုကကြီးထွားလာနေတဲ့ growing ဒီလိုပြောင်းလဲမှုကိုဖော်ပြတဲ့ verb တွေအားလုံးက present continuous နဲ့တကယ်ကိုအဝင်ခွင့်ကြပါပဲကဲနောက်ဆုံးပိုင်းကိုရောက်လာပါပြီဒီပိုင်းမှာတော့တက်တာလေ့ကျင့်ခန်းတစ်ခုကိုဇက်လန်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ဘယ်လိုမျိုးပေါင်းဆက်လေ့လာနိုင်မလဲဆိုတာကြည့်လိုက်ကြရအောင်ပါဒါကလေ့ကျင့်ခန်းစာအုပ်ထဲကမိခွန်းတစ်ခုဆိုပေမဲ့အချိန်အတိုင်းအတာတစ်ခုကြာမှပြန်တွေးကြတဲ့သူတို့နှစ်ယောက်ထဲကတစ်ယောက်ကနောက်တစ်ယောက်ကိုမေးလိုက်တဲ့မိခွန်းလေးအဖြစ်မြင်ရောက်ကြည့်လိုက်ပါဒီလိုဆိုရင်သင်ယူမှုကဇက်လန်းနဲ့အတူပိုးပြီးတက်ဝင်လာမှာပါမင်းကလေးရဲ့အဖေကသူ့ရဲ့လက်ရှိအခြေအနေကိုဖော်ပြဖို့ present continuous ကိုတိကျကျသုံးပြသွားပါတယ်ဒီလိုနဲ့ပဲသူတို့ရဲ့စကားဝိုင်းလေးထဲမှာကျွန်တော်တို့ရဲ့တတသင်ခန်းစာကအဆုံးအထိရောက်ရှိသွားတာပေါ့သူတို့ရဲ့ဇလန်းကလေ present continuous tense လို့ပါပဲဖြစ်ပြနေစေဆက်လက်ဖြစ်ပေါ်နေစေအခြေအနေတစ်ခုပါဒါကစဉ်းစားစရာတစ်ခုချန်ထားခဲ့ပါပဲသူတို့နှစ်ယောက်အတွက်နောက်ပါရီစဖြစ်နေအောင်မလဲဒီသင်ခန်းစာကို OIR ရဲ့ရှာမထုတ်ဝေဖြန့်ချီပါသည့်စွန်စမ်းမိမြတ်လိုဘက
+9999999998ခုမိသို့မဟုတ် +6669344ခွန်3009454တို့ဆက်သွယ်နိုင်ပါသည်